အားလုံးပဲမင်္ဂလာပါ Sunshine Motor မှာပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဆိုင်ကိုဒီနေ့125 Urban Share လေးတစ်စီးရောက်ထားပါတယ် New Ambo အမျိုးအစားလေးဖြစ်ပါတယ်2019 model လေးပါဘိန်းလေးတစ်ချက်ပြပေးမယ်နော် New Ambo 125 Urban Share လေးပါရှေ့တရာ90ရာခိုင်နှုန်းလောက်ကျန်ပါမယ်ရုပ်ထွက်လေးတော်တော်လေးတန့်ပါတယ်ဗျကာဘာဆေးသားလေးတွေအပေါ်ဆင်းမပါပါဘူးအင်ဂျင်စီယိုစိတ်မရှိပါဘူးအင်ဂျင်လုံးဝညိမ့်မယ်စတက်မီးလိုင်းတွေအကုန်ကောင်းပါတယ်နောက်တာရတော့နည်းနည်းလေးပါပါမယ်မန်းလိုင်းစင်း56ရပလက်နဲ့လာပါမယ်တက်တန်းက2029နှစ်လပိုင်းတည်ရှိမှာပဲဖြစ်ပါတယ်ဒီဘိန်းလေးကိုကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းကတော့16သိန်း8000ဖြစ်ပါတယ်စိတ်ဝင်စားလို့ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့53ဘီလန်13314ကြားမန္တလေးစက်မှု1 Sunshine Motor မှာလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်